မင်္ဂလာပါအခုဒီဗီဒီယိုမှာကကြတော့အလယ်တန်ပြီးအုပ်စုနဲ့တရစရာအစရာအားပေါင်းစပ်အတန်ထွက်နည်းလေးကိုသင်ပြပေးသွားပါမယ်ဒီဗီဒီယိုသင်ခန်းစာမှာအဓိကမှတ်ထားရမှာကတော့အလယ်တန်ပြီးအုပ်စုနဲ့တရတို့ပေါင်းရင်လုံးတုံအနေတန်ထွက်ပြီးတော့အလယ်တန်ပြီးအုပ်စုနဲ့တရရှိပေါင်းရင်တော့မိတ်တုံအလယ်တန်ထွက်ပါတယ်ဒါဆိုရင်လေ့လာကြည့်ကြအောင်နော်ကောအားကကောအားကကြောအားကြကြောအားကြဒေါအားဒေါအားဒါသောအားသောအားတာဒေါအားဒေါအားဒါသောအားသောအားတာဘောအားဘောအားဘာပေါ်အားပေါ်အားပါအောအားအောအားအာဒီဗီဒီယိုလေးကိုခတ်ကြတော့တင်လာပါပဲเนาะနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်